ခါလေးဒါကတော့ကျွန်တော်မြန်မာရေကူးနာပဲဖြစ်ပါတယ်သူကတော့ဗောနော်တော်တော်လေးမိုက်ပါတယ်ပြီးတော့သူကဗောနော်အဲ့လိုရေအဖက်ထည့်ရတော်တော်ကြိုက်တဲ့သူတယောက်ပါအဲ့တော့ဆိုတော့ခဏလေးပါသူကတော်တော်အတန်ကျဲပါတယ်ခင်ဗျာဆိုတော့အားလုံးပဲကူပြလာကူလိုက်လာမပြုတ်ကြလေနဲ့အောက်ထမပြုတ်ကြရလေးတော့ပြုတ်ကြရောအဲ့တော့အဲ့လူပြုတ်ကြရမဘဝင်ရေတမရပါနော်ဦးတေဝအဖဲလာကောင်းရည်ဒီရေဒီလာပါနော်ကြာမှုရဲ့ကိုရနည်းနည်းပဲဒီဘလို့လဲမလဲလေဒီမှာဘူဒီမှာ